大人，嘿，怕用背着呀？没有俺表没路过，哪里？咱们下嘛，找咪咪的，哪找有劲？俺是第二个，怎么看你？你阿哥嘛，虽然长那边是第好，第三件问你别的。他说嘿，俺那边做哪嘛没？你阿那个下嘛哦，下嘛阿个几个？不要下嘛，这口来不顾女女的。没么的，那来送生的有阿呗，明天来表情下个，这卡对俺嘛下嘛哦嘞。俺个那天下嘛等下弄阿天呢。下马场明年看来为哪有是考虑哈，现在呢表示是呢东看到下马进来的，下马今年是办口办标，那看到他嘛，你眼里那看你样来说来着，人气爆他说，那地东啊下马你今年你咋来？这才早点嘛我们迷路，下马苗来的，我来的下马也卡他下，回年打我的米亚咯，西都看那这里有没有差别哦？看那下马也那周围，今年没有嘞，下马也那看到都有明年偏南这里打卡的。大姐妈呗，你当时话嘞，小马孙长大有手边没，你们来跑没来？所以你没么事情，这个呢所以地东要个，而且没担心你啊，也是你在的东个，而且你俩的这点啥事话，这个故事在这三千在，口袋子过啥的年下毛，别买你差别，那你问你的要产品好嘛？张生拿嘛没来那边的，别的东个，产业当年才，大的还有嘞，今年下毛几呢？是那嘛光没来那家说的，别那看我男生啊，我在那话别光，那就去别的。我说的真有骗你啊！我都怕你咋没？地头大水，我会再不够没挂，咋还少讲没？我讲到这个讲三卦，西头也表阿龙阿的超看表抗击在，北头也回到那样子的现在上来，阿龙哈等你的，我能不要谁来在？大的还大的，别再西表，你偏窗哎你用了哈，阿么你我俺的哈表阿没阿的，哎为什么说嘿阿几岁的话说非闹来着？阿么你俺都来呀，阿得个里阿只有片，那别的呀，你阿的马在这里阿不哩？好了，没表的有喏。阿爸我听你阿嘞，知道说我哪天你有嘞？他比赛来报你阿没？他表阿嘛，我们说没阿嘞，你这样跟表演打电话，哎呀，才看你差表也做不偏了嘞。没有哟，哎哟，那个嘞，我没看到张酷比三千的都，你有嘞张酷比哦，南边是哈，还对那是都，哎是谁呢咯？我爸爸爷嘛，我爸娘买的嘞。招牌牛爷，过招牌，自己的民俗咯，天猫的牛爷表，对招牌，哼，你怎么啦？那给你做完了，哟，哈哈。这单咋个是个条？那个来自来着？最近年前去打电话备注。不如来我讲，你有的我63年啦，没哪来讲啊？起码有2个，这3年啊，你那喏，我把带嘛，那嘿啊嘞，这左边是quoi？这只要找着嘿，备注路动要个，你上头比太多嘞，这只的米牛嘞，那看你钱，四度啊，表面皮皮呢，真开把了嘞，备注打的四度，没得要找。备注话别干呢，没得他也来找，小马也真了面皮的，哪里把了嘞？好当啊，高低个点么啦？是有他开，当要打掉面拿交指标，是有他拿开在。打要爬到米路来下嘛？哦，高低个会没看到过哩？没那个，你有为啥来在说？下嘛嘞？是弄啥吧？那你那里表面说咩嘢话啦？再好不过，下嘛表演都会当要个，今天晚上把你哟，当要打你阿嘛变产标，你有冇标记来着？那只嘛哟？那比拉说标，都会当要个，哎呀，那老年的年轻了，都会对爱做当要打哟，那么对咋对呀不？你有嘛呀说标？对待你吧喽？阿咪，阿妈就好当行子哟，自己都没有多少读书。好吧，问问爷，阿妈的嘞，都路过个青年，在我嘞，真路在哪里？过来位里说嘞，谁个青年？咋的妈咪？哎妈，妹妹她掉青年啊，生好别啦，怎么嘞？妹妹嘞，阿妈没撇着嘞。星期八又问问爷，不好干么搞喏？哎那姨妈嘞，现在别撇着啦呗。哎妈妹妹爷，生日你嘞喏，阿姑娘了哎掉喏，你妈有事？这是吧问问爷，早先看我等的嘟嘟，别做有早些啊，第一遍熬嘛。哎牛老少年仔，你俩给少阿三么子阿哩办啊不？到考呢，3年，哎牛妈后面呢是多拉比所谓阿他呢，没我家来着。哎牛好嘛好讲呢，你去办嘛？下一次是嘛阿爸爷哩，然后3年，哎做的，地高牛我走这下。你也把走到哟，我来一路来哩，把也别没。表来表西下呢，包山呢，来少大的等眼子毛子，一直个阿给你来打开来的。大人好嘛那边，别多打的蓝表来是嘛呗，是多啊。还有呢，好嘛自己个，哎呀啦，多没。都要打开的特别，你呀你阿给你他打开来在，第前你面打也是阿妈咪咪啊，打哟来走，好是阿妈，表演是阿妈咪咪的，前女成名菜就别谁来在，是阿妈来表来着，是阿妈来看喏。好所谓但在偶一呢，小马比亚你来南找吧哟，小马，哦，这是好开心，知道的没有？只教你啥都说，这些也等于真是这么路啥子吧？这里说来哩，可能别吧喏，是不是哟？小马，那快说，都没来嘛吧？
ဟုတ်ကဲ့ကျမကြောင်ယူပါမယ်ရှင်တတိယပြောပြီးတော့ထွက်သွားမှာပဲပေတိုးတို့တက်ပြီးချနိုင်တော့တယ်ဆရာမကျေးဇူးတင်ပါတယ်နော်ရပါတယ်ကွယ်ဆရာမကျွန်တော်တို့လိုက်ဖို့ပေးပြစီနော်အေးပါလိုက်ခဲ့ရွာလေလန်းနေရွာစမရှိရဲ့ဆရာမအိမ်ကိုရောက်တော့ဆရာမသူတို့တောင်ရောက်ကိုအေးဖြော့တိုက်တာကိုတောင်းနေကြရင်တရားမျက်နှာတရားမျက်စာဖြစ်လိုက်တယ်စီတူကဆရာမဒီမှာကြောက်ထဲနေရလားဟုတ်တယ်လေဆရာမနေပါရမရှိတော့ဘူးလေဆရာမတယောက်ထိုင်နေရအဆင်ပြေပါရဲ့ဘာလို့လဲကွဘာရင်မဟုတ်ပါဘူးဆရာမကိုစိတ်မချတော့ပါအေးပါဟုတ်ပါပြီဆရာမကျွန်တော်တို့ပြန်တော့မယ်နော်ဆရာမကိုလိုက်ပို့ဖို့ကျေးဇူးတင်ပါတယ်ကလေးကိုလက်ပြနှုတ်ဆက်ရင်လည်းကြံခဲ့တဲ့ဆရာမကိုလှည့်ကြည့်နဲ့3ယောက်ကပြန်ခဲ့ပါတော့တယ်တာရင်စီတူဆရာမရဲ့ကိုတင်းရင်းအောင်လေမင်းတို့ရရလားငါစိတ်တွေထိန်းထားရတာကွာမယုံမရရှိလိုက်တာငါလည်းရရဲကွာဆရာမလှချက်ကွာဖူးဖွင့်ထားရင်တော့ပြီးတော့တကူလုံးကတလုံးတစ်ခိတ်ပေတိုနဲ့တာတင်ကအကျိတ်နဲ့ပြောနေချိန်မှာပဲစီတူကနေတယ်ဟဲ့အောင်စီတူငါတို့ပြောရမင်းကြရလားငါကြားရဲကွာဒီလိုတော့ငါတို့3ယောက်ဆရာမနဲ့နေဆက်ဖို့ကြိုးစားရဆရာမကိုရားရဲသူရှုကွာမရရဲသူကတော့နောက်ဆုတ်ပေးကြီးစံလိုက်လေဒါမျိုးငါလည်းစောင့်နေရအေးချကွာတောင်းတော့တာပြောလေပြောရှိသေးရှိပြီးတော့ရွာလေလမ်းမနေအိမ်ကိုပြန်လာခဲ့လိုက်တယ်အမေဘာရောပေတိုဘာမွေရောမလို့လဲမင်းရတယ်ဗျာတားဆိုအကောင်းမပြောတာအမေကိုပြောစရာရှိလို့မပြောနိုင်ဘူးရဲ့နေရလေနောက်ဘာတွေမွေရောမလဲဆိုတော့ဒီတော့မေရဲ့တားတို့အတန်းမှန်ရလေကြောက်ခဲ့နေရတာဆိုတော့ဆရာမအကြောင်းတစ်ဖက်နဲ့ဆိုတော့စားတော့တာခက်နေတော့မှာတားတမလို့ပါအဲ့ဒါအမေကဟင်းလေးဘာတွေချက်ပေးပါလားဆရာမကိုတော့ပို့ပေးမယ်လေတပတ်တရက်လောက်ပေါ့ဒါလေးကြောင့်မှမျက်နှာရတာပေါ့အမေရဲ့အမလေးတော့ခွေးပါဇက်ကနဲ့စကားထပ်တကူဟာဗျာအမေကလေလူလောက်တော့လောက်ပါကို့သားလေးကိုအေးပါအဲ့လိုအသေးစိတ်တွေရှိလာတော့ငါသားလေးကိုဒီတစ်ခါရှုံပေးလိုက်မယ်နောက်နေ့ကျတော့ပုတ်ကြည့်ဟေးဂျာမတို့မေကွာပေတိုးကတော့သူစင်တဲ့အခွက်ထဲကိုအမေဝင်လာတော့ကျင်းတဲ့အားရတဲ့ရှေတန်းကြီးနဲ့ဆီယမကိုတင်ပိုက်နိုင်ဖို့ရေစူးစမ်းမယ်လို့တွင်းနေပြီးရတယ်အဘဘာရောမစီအဘကျွန်တော်ပြောစရာရှိလို့ဒီလိုအဖရကျွန်တော်ဟိုနေ့ကဆီယမရေလိုက်သွားတယ်အိမ်ရှိမှာညက်ပင်ပေါင်းဝင်နေကအပြည့်ပဲအမိုက်တရားလည်းပြည့်နေဆီယမကလည်းအာကုတ်စရာမရှိတော့ရှင်းပေးမဲ့သူမရှိဘူးလေအဲ့ဒါကြောင့်ကျွန်တော်သွားရှင်းပေးရင်ကောင်းမလားလို့လေအဘဘယ်လိုသဘောရလဲဆီယမလေးနေလားအေးကလေးမလေးကတနာစရာလေးပါနေပါမယ်လေပြီးတော့ယောက်ျားကလည်းထားခဲ့တာခံရနေအေးမင်းတို့လည်းကိုယ့်ဆီယာမကိုစောက်ရှောက်ချင်တာကောင်းတာပေါ့ကွာတော်အဘမတောက်ဟုတ်ကဲ့အဘကိုပြုံးပြပြီးတော့ပျော်ရွှင်စွာနဲ့ကျောင်းစီကိုစီတူတယောက်ထွက်လိုက်ခဲ့ပါတော့တယ်ပေကျုံနဲ့စီတူကတော့မိဘတွေကိုပြောပြီးဆီယာမနာကိုချင်းကပ်ဖို့အကြံလေးအောင်နေကြချိန်ပါပဲဆီယာမကျွန်တော်နေရရဲ့အကျိုးပုတ်လုပ်ပေးမယ်နော်ရရမလားကြာဆိုစိတ်ငချလို့လေဆီယာမကိုဆီယာမလည်းဖွယ်ရတာပေါ့မင်းပြင်ပန်းနေပါမယ်ဟာရပါရဲ့ဆီယာမရဲ့ပြင်ပန်းမစင်ခုဆီယာမအချက်ပဲဆရာမရဲ့ဆဲချုံဆဲပြီးတော့ပေးကနေလိုက်ပါလာတဲ့တာတုံအဝေးကနေလှမ်းကြည့်ဒီကောင်တက်လာကြည့်တာလို့မျက်နှာအမူအရာနဲ့ပေတိုးကစီတူကိုတယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်ပေတိုးနဲ့စီတူမင်းတို့တငယ်ချင်းကိုလာကြကြလားဟုတ်ကဲ့ဆရာမဒီကောင်ပြောင်းနေလို့လိုက်ရှာနေရဆရာမရဲ့အော်အေးပြီးရင်အခန်းထဲဝင်ကြတော့ဟုတ်ကဲ့ဆရာမဟဲ့ရမင်းရတကယ်တက်လာကြည့်လားဒါတော့ငါမောင်တို့ရဲ့ကွာရအောင်ကြိုးစားရမှာပေါ့အေးပါဟုတ်ပါပြီကွာ၃ယောက်သားပခုံးတွေကိုဖက်ပြီးတော့အတန်းထဲကိုဝင်လာလိုက်ကြရတယ်အမေဒီနေ့ဘာဟင်းချက်လဲငါလေးအိုကမကြီးရဲတုပ်လေးနဲ့အထုမြောက်လေးကဒီနေ့စနေနေ့ဆိုတော့ဆီယမအတွက်ဟင်းနေစီစဉ်ထားတယ်တောက်ပုတ်ချင်းဟောအမေသွားလိုက်အောင်မေပေတိုးတရားတော်လက်တဲ့ခြေလမ်းနေနဲ့ရွာလေလမ်းမကနေခိုင်ကြီးတကားကနဲ့ဆီယမစီလမ်းလာခဲ့ပါတယ်ဆီယမဘယ်သူရောကျွန်တော်ပေတိုးပါဆီယမအမေကဆီယမအတွက်ဟင်းနာပုတ်ခံလို့ကျွန်တော်လာမရအော်အေးတက်ခဲ့လေအိမ်မို့ဆီယမရေချုံနေလို့ခဏဆောင်နော်ဟုတ်ကဲ့ဆီယမရေချုံနေရဲဆိုတဲ့အတန်ကြောင့်ဆီယမကိုချောင်းကြည့်နေတဲ့ပေတိုးတရားအနောက်ဘက်ကခြေရနောက်ခြေတော်ဘုံကနေလျှောက်ပြီးတော့လမ်းလာခဲ့ပါရဲ့ထင်ပေါက်ကနေနောက်ဖေးရေချိုးကန်ပေးရရေချိုးနေတဲ့ဆီယာမကိုပေတိုးတယောက်ချောင်းကြည့်နေလိုက်တယ်ဆီယာမစလိုက်တာပေတိုးဘာဖြစ်တာတော့ဟုတ်ဘာမှမဖြစ်ပါဘူးဆီယာမပြီးပြီနော်ခဏတော့ဟုတ်ရပါရဲ့ဆီယာမကျွန်တော်စောင့်နိုင်ပါရဲ့ပေတိုးတယောက်ချောင်းကြည့်နေတဲ့နေရာကနေအသာထပြီးတော့အိမ်ရှိမှထိုင်ပြီးစောင့်နေလိုက်တယ်စိတ်ကူးထဲမှာလည်းဆီယာမကိုအစဉ်ပြစ်မှားနေမိရောတယ်ပေတိုးဘာဟင်းနေလဲတာငါဟင်းရဲ့မကြီးရတော့ရဲ့ငပိရနဲ့အထုပ်ဆောင်နေတာပို့လာပါဆီယာမအော်ဟုတ်လားတားမီကိုကျေးဇူးတင်ပါတယ်လို့ပြောပြပါတော့တားရဲ့ဟုတ်ကဲ့ဆီယာမဆီယာမပေတိုးရင်းနှီးနဲ့ပေးဖို့အတွက်အရှိကိုကောင်းလိုက်တယ်ဆိုရင်ပဲပေတိုးတယောက်ဆီယာမရဲ့အသွင်းသားတွေကိုမြင်ရပြီးတော့ညလုံးတွေပြဝေသွားရောရင်စနေမဖြစ်တော့တာမလို့လေပေတိုးကဆီယာမကိုနှုတ်ဆက်ပြီးတော့အိမ်ကိုပြန်လာခဲ့ရောရင်နေ့လည်ကထဲပေါက်ကနေခြောက်ကြည့်နေတဲ့ပေတိုးမိမိတတိထားမိလိုက်တယ်ဒီနေရာတီးလို့လေမိမိကဘောလုံးပြနေရတယ်ပါတယ်ဆီယာမဆိုရဲ့ကောင်စားလေသူမနောက်ဆုတ်ထားခဲ့ရဒီရက်ပိုင်းတော့သူမရဲ့စိတ်တွေလည်းတမျိုးတမျိုးရောဖြစ်နေတယ်ဒုံကဲတဲ့နေ့ကျော်ကိုကျော်ချင်းကျမကိုကြည့်ရလိုက်ဘယ်လိုပြောလိုက်တာလဲမိရဲ့ကိုကျော်ချက်လို့လက်ထက်ယူခဲ့ရပါဟုတ်ပါပြီမိရလေကိုကျော်ချက်လို့ညီမကပွားပြီးတော့ချစ်ခဲ့ရပါမိရဲ့ဒီကြောင်းနေမပြောနဲ့ကွာကိုကျော်စိတ်တွေမရတော့ကိုကျော်ဒီညမိကိုချစ်ပြရစီနော်အကျဉ်းရပါပြောရတော့ကိုကျော်ရဲ့အချစ်တွေချမ်းမယ်လို့ပြောရလေပြောရင်းနဲ့ကျော်ချင်းတရားမိမိရဲ့နှက်ခါကိုနန်းဆိုင်ပါတော့ရဲ့မိမိတရားအခန်းထဲကမိရအောင်မှာပင်လာဦးညအကြောင်းပြန်တွင်းနေချိန်ပါပဲဆရာမတယောက်တည်းဘာလုပ်နေပါလဲအတူလဲဆရာမကျွန်တော်ပေးတော့ပါဆရာမဝင်ခဲ့လေအခန်းထဲဝင်ခဲ့ဆရာမကျွန်တော်ဆ
ဆီယာမနာလာထိုင်တော့တာဒီနားလာခဲ့ပြောရင်းနဲ့လက်ရက်ခေါ်နေတဲ့ဆီယာမနာကိုပေတိုကချင်းကပ်သွားလိုက်တယ်ပြီးတော့ဆီယာမရဲ့နှခမ်းတွေကိုအငယ်မြနဲ့ဆိုင်တော့တယ်ဆီယာမကလည်းပေတိုလုံးတဲ့ညကိုဘာမှမပြောပါဘူးပေတိုတရားဆီယာမလေးရဲ့အပြူစုယူရမှာညညောသွားပါရောတယ်ပေတိုတရားမနေ့ကအကြောင်းပြန်တွေးပြီးတော့စမြုပ်ပြန်နေရောတယ်ဒီစောင်းတွေကိုခုနှစ်ကောင်နဲ့မျှဝေခြင်းပဲဆီယာမဒီကောင်တွေကိုမပြောရအောင်ပြောရင်နောက်တစ်ခါထားမျိုးပေးမလို့ဘူးဆိုတာကြောင့်ပေတိုတရားဒီကောင်တွေကိုလည်းမပြောဖြစ်ပါဘူးနောက်ခါမရှိမှဆိုလို့ရင်ကုန်နှုတ်ပိတ်နေပါတော့တယ်ညကပေတိုတရားဆီယာမအိမ်သားကိုကပ်ပြီးတော့ဆီယာမကိုသွားချောင်းတာမှန်ကန်တဲ့လုပ်ရက်ကိုလုံးလိုက်ရတယ်လို့ကျင်တဲ့ပီတီခွန်းစီထိတလုံးမျိုးဖြစ်နေပါတော့တယ်ပေတိုဟဲ့အောင်ငါခေါ်နေရကြပြီဒီတော့ဘာတွေတွင်းနေပါလဲဘာရောကဖီးပြလိုက်တာဖီးပြတယ်ပြောမင်းကဘာတွေတွင်းနေရတော့ညအိမ်မက်ကြီးကစလို့ကမင်းတို့ကလည်းတဲ့ငါလည်းအိမ်မက်လာမက်တာလေးတွေးအောင်မှာပေါ့ဘာအိမ်မက်လို့လုံးပြောစရာလားမင်းတို့လိုအဖေတေကောင်တွေကိုငါရဲ့ရွှေအောင်အိမ်မက်ကြောင့်ပြောစရာလားဟာအေးပါကွာကြားချက်ခေါင်းလောက်ထိုးတန်ကြအခန်းထဲကိုပြေးဝင်ကြတယ်နေရာမှာထိုင်လိုက်ကြတယ်မင်္ဂလာပါဆီယာမညညလောက်ဆက်ကြထိုင်ကြကွယ်ကဲမနေ့ကတင်ထားတာလေးဆက်ကြရအောင်ရှေ့မှာစာတင်နေတဲ့ဆီယာမကိုကြည့်ပြီးတော့ပေတိုတယောက်မီယိုမြဖြစ်လာပြီးတော့အကြောင်းစင်းချိန်ကိုလည်းမြန်ရောက်ချင်နေပါတယ်ဆီယာမပေးလက်ဆက်ချင်းပြီးတာတင်ဆီယာမကိုငါပြန်ပုတ်ပေးလိုက်မယ်ဟက်ကောင်သားကြီးလာပါကွာမင်းနဲ့ငါတူတူပြန်မယ်ဆီယာမထားပြီနော်အေးဟဲ့အောင်ပေတိုမင်းစီကထားကွာမင်းဟင်းသွားပို့ရင်ငါတို့လိုက်မနောက်ရက်တလို့ငါတို့ဆီယာမနာကတ်တဲ့ချိန်လေမင်းနဲ့ရှောင်းလေအချိန်လေးကိုခွဲထားပေါ့ငါတို့ပိတ်ရနေရပဲလေသူကြောက်နေလိုက်ဘာပဲပြောသူလည်းပြီးလို့ရှင်တော့ပုတ်ပြီးပြန်လာရပဲအေးထားပါကွာထားပါရောဒီယောက်သားစကားကြီးပြောပြီးတော့အိမ်ပြန်လာခဲကြိုက်ကြတော့တယ်အမလေးပေတိုကျောင်းကပြောင်းတယ်ဆိုရင်တချင်းတေးနဲ့ဒီမေကိုကူပြီးတော့အလုပ်ကလေးပါလေလုပ်ပေးစမ်းမအောင်ဟာအမေကလည်းရေမွေးထိုးပြကြာတာမိုးချိုးတော့စောင်းနေကြည့်မိုးရနေပါအောင်မေအမေကလည်းပြီးရင်တာတင်တို့နဲ့ချိန်ထားလို့တွားအောင်မယ်နော်ကြွအိမ်ကိုမကတ်နဲ့အမေရဲ့ပြတာအတောင်မကြားချင်အောင်ဆောင်ပြီးတော့ပေတိုတယောက်ရေချိုးဖို့ပြန်လိုက်ပါတယ်ကဲရောက်ပြီတာတင်ကျေးဇူးနော်တာဟုတ်ရပါတယ်ဆီယာမတားပြီနော်ဆီယာမအေးတာတင်ကပြောပြီးတော့ဟဲ့ချက်မှာပဲတာတဲ့ဘက်ကိုရင်ကျလာရဲ့ဆီယာမကိုလေးကိုချိန်လိုက်တယ်ဆီယာမရှားရလားနားရဲ့ခြေထောက်ကထောက်မရအောင်ထင်တယ်ထောက်လားအဲ့ဒါဆိုရင်ကျွန်တော်တို့တွဲလေဆီယာမကျွန်တော်အိမ်မော်ပုတ်ပေးမယ်တာတင်ကဆီယာမမီမီကိုအိမ်ပေါက်ကိုဖေမဒိန်းနဲ့ချက်လာခဲ့ပါတယ်ဒါကအခန်းထဲပုတ်ပေးပါလားဆီယာမအဝတ်လဲရအောင်မဆိုတော့လေဟုတ်ကြပါပေါ့ဆီယာမတာတင်တယောက်ဆီယာမကိုအခန်းထဲကိုလိုက်ပုတ်ပေးပြီးတော့ဆီယာမကိုလုံးလေးကိုပွေ့ပြီးတော့ချပေးလိုက်စင်ပါပဲလက်ချော်ပြီးတော့နှစ်ယောက်သားအခန်းထဲမှာထက်လက်အနေချာနဲ့ကျသွားပါတော့တယ်အိုးမင်းကစိုးရဲ့ကွာတာတင်ဟာဆီယာမရဲ့ညူတူတူစကားကြောင့်အဲ့ဟောသွားတော့တယ်အစင်တက်မဲဆိုပြီးဆီယာမရဲ့ဘာထက်ဘက်ကိုလည်းနမ်းလိုက်တယ်စိတ်ကလည်းတခုခုကိုပါရိုက်ခံရမလားလို့တွေးလိုက်တယ်ဆီယာမဆီယာရဲ့တန်လင်းလေးထက်လာမှတာတင်ဟာရှေ့ဆက်လို့ရတာကိုတိသွားပြီးတော့ဆီယာမကိုအစံတပြက်နေရာမနဲ့နမ်းဆိုင်တော့တယ်အဲ့နောက်မှာတော့ဆီယာမနဲ့တာတင်တို့ဟာအချင်းရင်ကျောင်းမှာစင်ရောသွားပါရောတယ်ဟာကွာလုံးရက်တယ်ဆီယာမလုံးရက်တယ်ငါတော့ဆီယာမငါ့ကိုချစ်နေလို့ငါ့စိတ်ကိုလိုက်တယ်လို့ထင်တာဘယ်ဟုတ်မလဲအခုကသူကလူတကာနဲ့ပြောရင်းနဲ့တစ်ခွက်ပြီးတစ်ခွက်ဆိုင်းရည်တွေကိုကြိတ်ပြီးတော့မုံမောတောက်ပြစ်လိုက်တယ်နေဝင်စင်ရတယ်ရောက်ပြီးဆိုတော့ပေထုံမမှုယူနဲ့ရွာလေကနေမောင်ပြတဲ့အချိန်လေးမှာဆီယာမမီမီအိမ်ရှိရစီကိုလှမ်းလာခဲ့လိုက်တယ်ဆီယာမဘယ်လိုဖြစ်လာလဲပေထုံဝင်လူကြောင်မကောင်းသူကြောင်မကောင်းတော့အော်နေရရှက်တော့ဆီယာမရက်စစ်တယ်အဲ့လိုပြောတော့ပေထုကိုပဲစစ်တယ်ဆိုပေထုနဲ့ပဲအိမ်မှာဆိုပေထုတူပြောပါဒီမှာပေထုငါကလေလွတ်လပ်ခွင့်ဒါတိလားငါဘယ်သူနဲ့အဲ့မင်းပြောစရာမလိုဒါဆိုကျွန်တော်ကလို့မင်းနဲ့မင်းလိုရေးစနာကြောင်ငါနဲ့အိတ်တာပဲလေအဲ့တော့မင်းမကျင်နဲ့မင်းစင်တပြေတယ်လို့ရရလေအဲ့ဆိုတော့လေပေတူကဆီယာမကိုစမ်းပြရပေါ့ဒီလိုပြောပြပေတူကဆီယာမကိုစတင်နဲ့ဆိုင်ပါတော့တယ်ဆီယာမယုံနေပေမဲ့လည်းမလွတ်ပေးပါဘူးထပ်တော့ငါဆီယာခုထက်သွားပေတူကပစိုးကိုစလဲတိုင်းပြီးအိမ်ကိုပြန်လာခဲ့ပါတော့တယ်ဒီမြင်ကွင်းကိုအဆဆုံးမြင်လိုက်သူကတော့တာတင်မှာတာတင်တရားစိမ့်လိုက်မဲ့အိမ်မသားနဲ့အိမ်ကိုပြန်လာခဲ့လိုက်တယ်ညနေကဆီယာမနဲ့အိတ်ခဲ့တာကိုအားမရလို့ပြန်လာခဲ့ကမှဆီယာမကလူတကာနဲ့ခွေးဆက်ခွင်းနေအောင်မြင်လိုက်ရပြီးရှင်ထဲမှာပူလောင်လာတော့တယ်တာတင်တရားအရက်ခတ်ကိုမော့ပြီးညာဖြစ်တူသူပါဆက်လို့ရင်ကောင်းမလဲလို့အကြံထုတ်နေရောတယ်တာတင်တရားအရက်တောက်နေတာကိုမြင်ပြီးရောက်ချလာသူကတော့စီတူနဲ့ပေတိုးပါတာတင်ပေကိုဝင်ချိုင်းတာတင်ကိုပေတိုးကစိုက်ကြည့်လိုက်တယ်ဆိုရင်မင်းကဘာလို့စိုက်ကြည့်နေရလဲမင်းရောငါမသိညာမှတ်နေတာငါလည်းသိရနော်မင်းတို့ခွေးစောဟဲ့မင်းတို့နေကြအောင်နောက်လည်းပြောကြအောင်လေမင်းတို့ဘာဖြစ်နေကြလဲဖြစ်စားကောင်စင်ကိုနှစ်ယောက်သားပြောကြရင်စီတူကခေါင်းတင်းငိမ့်ငိမ့်နဲ့ဘာမှမဖြစ်တယ်လို့နားထောင်နေလိုက်တော့တယ်မင်းတို့ကစပတ်ရိုက်ခံရပြီမင်းကဘာရလဲမင်းမလည်းတခုခုပဲရှိရမလားပြောကွာဒီနေ့ငါတို့အကုန်ဖွင့်ပြောအေးသူကငါတို့3ယောက်လုံးကစားချင်တာဆိုတာငါပြောပြမယ်ကွာဒီနေ့ဆီယာမစီတူတားလာလေဆီယာမအပေါ်မှာကွဟုတ်ဆီယာမအိဝါကျွန်တော်တန်ရှင်းလုပ်ပေးပါစီကျေးဇူးပါတားရဲ့ဆီယာမအခါရည်လေးချိန်လောက်အောင်မယ်ညီခွာရဲ့ထိပေါက်နေရောဆီယာမတုတ်ကြည့်မယ်နော်ဟုတ်ကဲ့ဆီယာမစီတူတယောက်တစင်းသေးနဲ့ညက်တည်ရိပ်ပြီးတော့အိမ်ရှိညောင်းနေဖော်နေခိုက်မှာပဲအမလေးဆီယာမဘာဖြစ်တာလဲဘာကောင်လဲမသိဘူးဆီယာမဘေးကနေဖြတ်သွားလို့ဖေဆီယာမကျွန်တော်ကြည့်ပေးမယ်မင်းလေးကတိတ်နှုံတာပဲကွယ်ဆီယာမကနောက်ကြပါညာဒါနဲ့ဆီယာမကိုမင်းစိတ်ဝင်စားနေရမှလားဒီကြားအမဲလူပြိုလေးရှက်နေပြီမဟုတ်ပါဘူးဒါဆိုမင်းကို
ကလေးလေးလို့ခေါ်မယ်တို့ကမမမီလို့ခေါ်ဟုတ်ပါပြီမမမီရဲ့စီတူတယောက်လက်မကင်ထားတဲ့အပေါက်ပြားကိုချပြီးမိမိနာကိုကတ်လိုက်တယ်ဆိုရင်မိမိရဲ့လက်တစ်ဖက်ကစီတူရဲ့ပခုံးတွေကိုစုပ်ကန်ပြီးတော့ရွှေရွှေဆဆာနဲ့ကြည့်လာတယ်အဲဒီနောက်မှာတော့သူတို့နှစ်ယောက်ရဲ့ဇက်လန်ကိုစီတူတယောက်အဆအဆုံးပြောပြပါတော့တယ်ကဲငါဆရာတို့ဘယ်လိုလုပ်ငါပြောပြတာနားထောင်ပြီးပြီဆိုတော့မင်းတို့ဘာဆက်လုပ်မလဲနောက်ဆုံးမလားရှေ့ဆက်မလားဒါဆို तू ကငါတို့၃ယောက်တော့ရဲ့ဘွားရေကိုပန်ကောက်ညှို့ချိုးလိုက်တာပေါ့အေးအဲ့ဒါကြောင့်မင်းတို့ပြောတာစိတ်ကိုမနစ်ထားနဲ့ဒီမိမတော်တော်ဆိုးတဲ့မိမအေးဟုတ်တယ်ကငါရဲ့အမောင်မိုက်ဆောင်အချိန်မှာမိမိကြောက်အိမ်မပြောနိုင်မဲအထီးကမှုတွေကိုခံစားနေရတယ်ထရန်ဘေးကစက်ကနေခြေတောင်ကိုကြားလိုက်ရချိန်မှာတော့အိမ်ဘေးကဘာတူလဲကလေးမမမီရဲ့ကလေးလာဒီကတော့အပြေးချဖွင့်ပေးလိုက်တယ်ဆိုရင်ပဲအိမ်ထဲဝင်ရောက်လာသူတွေကပေတိုးစီတူတာတင်တို့၃ယောက်ပဲဖြစ်တယ်မင်းတို့ကဘာလို့ကြမှာတော့ဘာဖြစ်လို့လဲမမမီရဲ့ဒီလိုတို့၃ယောက်လာမကောင်းလားအပြော်ကြီးတွေ့ကြရအောင်လေမင်းတို့အေးစစ်စစ်ဆိုရင်တော့ငါလည်းအေးစစ်စစ်ပဲလာလေဝင်ခဲ့အဲ့နောက်သူတို့အိမ်လေးထဲမှာတော့အချင်းကကလေးတွေရဲ့အော်မြီတန်နေနဲ့စူညာတို့သွားပါတော့တယ်အဲ့ဒီ